အားလုံးပဲမင်္ဂလာပါဒီကနေ့မြောက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Redmi Note 9 4G ကျွန်တော်တို့ main speaker အတန်မထွက်တဲ့ဖုန်းလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ main speaker အတန်မထွက်တာဖြစ်တဲ့အတွက်ဗီဒီယိုတွေကြည့်တဲ့ speaker တွေဖွင့်ကြည့်တဲ့ rain တွေစမ်းကြည့်တဲ့အတန်မကြားပါဘူးအတန်မကြားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အရင်ဆုံး speaker ကောင်းမကောင်းစစ်ကြည့်ပါတယ် speaker ကတော့ကောင်းပါတယ်အဲ့မှာ speaker ငုတ်လေးတွေကိုကျွန်တော်တို့ down တန်မိုးနဲ့တိုင်းကြည့်တဲ့အချိန်မှာတန်မိုးလုံးဝမပြပါဘူးတန်ဖိုးမပြဖြစ်တဲ့အတွက်ကျွန်တော်တို့ circuit board ကလာဆိုတာတစ်ချက်စစ်ကြည့်ပါတယ် circuit board မှာကျွန်တော်တို့ပြန်တိုင်းကြည့်တယ် circuit board မှာကျတော့ကျွန်တော်တို့ diode တန်ဖိုးထွက်တာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဒါဆိုရင်လမ်းကြောင်းပြတ်တာဖြစ်တယ်အဲ့တော့ကျွန်တော်လမ်းကြောင်းပြတ်တာဖြစ်တဲ့အတွက်ကျွန်တော်ဂျမ်ပါ2ပင်ထုတ်လိုက်ပါတယ် speaker အပေါင်းနဲ့ speaker အနှုတ်ဆိုတဲ့ပြီးတော့ဂျမ်ပါ2ပင်ထုတ်တယ်အောက်မှာရှိတဲ့ကျွန်တော်တို့သူ့ရဲ့သက်ဆိုင်ရာနေရာတွေကိုခဲတိုးတယ်တိုးပြီးတော့ကျွန်တော်တန်ဖိုးပြန်တိုင်းကြည့်ပါတယ်တန်ဖိုးတိုင်းကြည့်လိုက်တဲ့အချိန်မှာတန်ဖိုးနှစ်ဖက်လုံးထွက်သွားတာကိုတွေ့ရတယ်အဲ့တော့တန်ဖိုးထွက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော် speaker ကိုတက်ပြီးတော့အတန်ထွက်မထွက်ပြန်ပြီးတော့စမ်းကြည့်ပါတယ်စမ်းကြည့်တဲ့အချိန်မှာအတန်ကြားရပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်က speaker ကိုဂျမ်ပါကိုဘယ်ကနေခုံလဲဆိုတော့ socket ကနေခုံလိုက်ပါတယ် socket ကနေဂျမ်ပါမခုံမဲနဲ့ speaker နားမှာရှိတဲ့ fry beat coin အသေးသားလေးတွေကနေပြီးတော့ဂျမ်ပါကြော်လဲရပါတယ် fry beat ရပဲကြော်ကျွန်တော်တို့ socket ကပဲကြော်အတူတူပါပဲဘယ်ရပဲကြော်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်